တင်ရအောင်လို့ပြောလိုက်ရင်ငင်းငွေသွားကြပြီးကစားကြမယ်လို့ဆိုလိုက်ရင်ကလေးတွေဘာကြောင့်တက်ကြွလာတယ်ဆိုတာကိုသင်သိပါသလားဒါဟာကစားခြင်းရဲ့စွမ်းအားပါပဲကိုယ့်ရဲ့သင်ခန်းစာကိုကစားနည်းအဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာအနေအေးလုံးတဲ့ကလေးဟာတက်ကြွလာမယ်ငင်းငွေနေတဲ့ကလေးဟာစိတ်လှုပ်ရှားလာမယ်စာသင်ခန်းတစ်ခုလုံးဟာလည်းဖိအားမရှိဘဲနဲ့တက်ဝင်လှုပ်ရှားလာပါလိမ့်မယ်ဒါကြောင့်ကလေးတွေကိုစာချက်ခိုင်းမဲ့အစားဒီလိုလေးတွေပြောင်းလဲလုပ်ကြည့်ပေးပါ vocabulary ကိုအလွတ်ချက်ခိုင်းဖို့ပြောမဲ့အစား word chain လိုမျိုးစကားလုံးဆက်ဂိမ်းလေးတွေကိုစော့ပေးဖို့အတွက် request လုပ်ကြည့်ပါ word cast လေးတွေသုံးပြီးစာကြောင်းမှန်အောင်ပြန်ဆက်ခိုင်းခြင်းအပြင် grammar ပုံသင်နည်းတွေကိုနားလည်အောင်သင်ကြားပေးလို့လည်းရပါတယ် communication ကောင်းမွန်လာစေဖို့ဆိုရင်တော့ role play game လေးတွေကနေတဆင့်သွယ်ဝိုက်သင်ကြားပေးပါကစားခြင်းဟာအချိန်ဖြုံးတာလုံးဝမဟုတ်ပါဘူးစနစ်ကျတဲ့ကစားနည်းတွေဟာကလေးတွေရဲ့စဉ်းစားတွေးခေါ်နိုင်မှုပြဿနာဖြေရှင်းနိုင်စွမ်းနဲ့မှတ်ဉာဏ်တွေကိုတိတိတတ်တာမြင့်တင်ပေးပါတယ်ကလေးတွေဟာပျော်ရွှင်နေတဲ့အချိန်မှာသင်ခန်းစာတွေကိုပို့ပြီးတော့ဆွဆွမြင်မြင်မှတ်မိတတ်ကြပါသေးတယ်ဒါကြောင့်နောက်တစ်ခေါက် lesson plan ပြင်တဲ့အခါမှာ teacher တို့ကမိမိကိုဒီမိကွန်းလေးတွေကိုမေးကြည့်ပါဒီသင်ခန်းစာကိုကလေးတွေကစားရင်းနဲ့သင်ယူနိုင်အောင်ငါဘယ်လိုဖန်တီးလို့ရမလဲဆိုပြီးတော့ပေါ့ကဲတီချယ်တို့ရောကိုယ်တိုင်ဖန်တီးထားတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့သင်ကြားရေးဂိမ်းတွေရှိတယ်ဆိုရင် comment မှာပြန်လည်ပြီးတော့မျှဝေပေးခဲ့ပါအောင်နော်